ကျွန်တော်တွက်နေပေါ့နော်ဒီ6ခွန်နဲ့ကနေတွဲပြမယ်ကဏ္ဍဒီသူကဒီလာမဲ့ဒီဟိုတရက်နေ့ပေါ့နော်တရက်နေ့နော်နှစ်လမှာနော်2026ပေါ့နော်ပြောရင်အဲ့ဒီအတွဲလေးပါတယ်ရှိလဲဆိုတော့မိတ်ဆွေတို့ကိုတွဲပေးလိုက်မယ်တဲပြလိုက်မယ်ဆိုတော့နော်ဒါတွဲကြည့်လိုက်မယ်ဆိုရင်ပါရမယ်ဆိုတော့သူကရှိလဲဆိုတော့ကျွန်တော်တို့ဟိုအိတ်တွက်နေရပါလဲ6လေးနဲ့ဒီ8လုံးနဲ့တွဲရမယ်နော်ဒါဆိုရင်ကျွန်တော်စတွဲလိုက်မယ်နော်6 8 3ညတစ်လုံးနောက်မရှိတော့6 8 3ညတစ်လုံးဒီလိုတွဲပြ6 8 3ညတစ်လုံးပြီးရင်6 8 5တစ်လုံး6 8 တစ်လုံးပြီးရင်9 3ည5တစ်လုံးနော်ပြီးရင်ဘာရှိတယ်လဲ9 3ည1တစ်လုံး9 5 1တစ်လုံးဒါ9အပိုင်းမရှိဘူး9ကြိုက်တယ်ဆိုရင်ဒီ9နော်ပြီးရင်9ရင်ဘာရမလဲ4 4 8 3ညတစ်လုံး4 8 5တစ်လုံး4 8 1တစ်လုံး4 3ည5တစ်လုံးကုန်ပြီမရှိဘူး4 3ည5တစ်လုံးရပြည့်ပါလဲ4 3ည1တစ်လုံးပြီးရင်4 5 1တစ်လုံးဆိုပြီးရှိမယ်နော်ပြီးရင်ဘာရှိသေးလဲပိုင်းပြီးတော့ရင်ကျွန်တော်တို့ဒီနှစ်အပိုင်းနှစ်ရှစ်3ညတစ်လုံးနှစ်ရှစ်5တစ်လုံးနှစ်ရှစ်တစ်လုံးနှစ်3ည5တစ်လုံးပြီးရင်ဗါလဲနှစ်3ည1တစ်လုံးရယ်နှစ်5 1တစ်လုံးရယ်နော်အားလုံးကျွန်တော်တို့ဘယ်နှလုံးရှိမလဲဆိုတော့သူက16လုံး18လုံးနေတော့မရှိတော့18လုံး16လုံးနော်6 3 18ဆို18လုံးရှိမယ်ဆိုဒီတစ်ပတ်အတွက်နော်18လုံးရှိမယ်ဒီတစ်ပတ်ကျွန်တော်ဒီတစ်ပတ်အတွက်ဒီအားလုံးက18လုံးရှိမယ်မိတ်ဆွေတို့နော်ပယ်တဲ့ကဏ္ဍကိုတော့မိတ်ဆွေတို့ကျွန်တော်ပယ်ကဏ္ဍပြောမယ်ဆိုရင်ဒီပြောမယ်ဆိုတော့ဒီကျွန်တော်တို့မကြိုက်တဲ့ကဏ္ဍလေးရွေးထုတ်မယ်ဆိုရင်ပါရှိလဲဆိုတော့မိတ်ဆွေတို့ကိုယ်တိုင်ရွေးထုတ်လိုက်ပါတော့မကြိုက်တဲ့ဟာပဲဖယ်လိုက်ကျွန်တော်ဟိုခဏပြောမယ်ကျွန်တော်အကြိုက်နဲ့ပြောမယ်ဆိုရင်ကျွန်တော်ကြိုက်တဲ့မကြိုက်တဲ့ကဏ္ဍပဲပြောမယ်မိတ်ဆွေတို့မကြိုက်တဲ့ကဏ္ဍကိုပြောပြမယ်နော်ကြိုက်တဲ့ကဏ္ဍတော့တော့မပြောတော့မကြိုက်တဲ့ကဏ္ဍဆိုရင်ပါရရှိလဲဆိုတော့ဒီလိုရှိမယ်နားလေမကြိုက်တဲ့ကဏ္ဍပါရှိလဲဆိုတော့ဒီထဲမကြိုက်တဲ့ကဏ္ဍမှာမိတ်ဆွေတို့ကြိုက်လဲယူပေါ့ကျွန်တော်တို့မကြိုက်တဲ့ကဏ္ဍဒီကဏ္ဍကြောင့်နော်ထိုးချင်လဲဆိုရင်လည်းနည်းနည်းလေးပဲထိုးကြပါဒီကဏ္ဍရဲ့နော်ပြီးတော့ဒီကဏ္ဍရဲ့နော်ဒါတိတ်မထိုးလိုက်တိတ်မိတ်ဆွေတို့တိတ်မကစားနဲ့ပေါ့နော်ကစားချင်လည်းကစားကျွန်တော်တော့ဒီဟိုကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကြည့်တဲ့တလောက်ပေါ့နော်မထိုးတဲ့ကဏ္ဍတွေတိတ်ဟိုဟာမအော်တဲ့ကဏ္ဍပေါ့ပြောရအောင်ချက်ကိုကြိုက်ပြင်မဲ့လဲတားမအော်တဲ့ကဏ္ဍပေါ့နော်အဲ့လိုပေါ့အဲ့နှလုံးပဲရှိမှတယ်ဆိုတော့အဲ့နှလုံးပဲတားအေးမထိုးတဲ့ကဏ္ဍပေါ့ပြောရအောင်အဲ့ဟာပဲရှိမယ်ကျန်တဲ့ဟာမိတ်ဆွေတို့ရွေးယူပေါ့နော်ဒါမဲ့ဒီတွက်နီးရတော့ဟိုလူကဝင်လာတယ်တော့မိတ်ဆွေတို့နော်ခုနကျွန်တော်မိတ်ဆွေတို့ပြလိုမျိုးလေတော့ပြတဲ့လူမျိုးဒီမှာပေါ့လေဒီမှာကြည့်လိုက်မယ်ဆိုရင်သူကဒီလိုပေါ့နော်6ခွန်တုံညဆိုလဲအဲ့ဒီတွက်နီးရလာတဲ့တွက်နီးပေါ့နော်ဒီတုံခွန်တုံည6ထွက်လာသူကပတ်လေထွက်တော့အတွက်လာမယ်ဆိုရင်ဒီနော်ဒီဟာကြတော့လဲအဲ့လိုပဲဒီဟာကြတော့လဲတွေ့လားမိတ်ဆွေတို့ဒါကြတော့တက်ထွက်တော့ရလားနှစ်ခွန်နဲ့ဆိုရင်ဒီမှာကြတော့6နဲ့ဒီထိပ်စီးရဒီမှာရောက်တော့
ဟိုပါပေါ့ပြောရတော့သူဒီနေကသူကထိတ်စီးလဲလာတယ်ဟိုပြောတော့အပိတ်လဲလာတော့ကျွန်တော်လဲထိတ်စီးရတော့ကျွန်တော်တွတ်ပြတဲ့ထိတ်စီးမှာရှေ့မိဆိုတော့ကြည့်လိုက်နော်ပြီးတော့ဒီဥစ္စာနော်ဒီတပတ်ကိုဒီ6လေးနဲ့ဒီဥစ္စာကိုကျွန်တော်တို့တွဲပြထားတာတဲ့အကြောင်းပေါ့နော်တွဲလိုက်ရင်ပါရလာလဲဆိုတော့ဒီရလာတဲ့ကဏ္ဍတာတွေရှိတယ်မျိုးနော်ဒီရလာတဲ့ကဏ္ဍတာတွေရှိမယ်နော်ဒီလာတဲ့ဒီကျွန်တော်လာမဲ့ဒီလာမဲ့ဒီတရက်ပေါ့နော်ဆိုတော့လာမဲ့ဒီတရက်မရှိဘူးနော်တရက်2လနော်2026မျိုးဆိုတော့ဒီလာမဲ့ဒီတဲ့2လ2026မှာမျိုးဆိုတော့ဒီ24ကြိုက်တယ်ဆိုရင်မျိုးဆိုတော့ယူကစားကြီးပေါ့မျိုးဆိုတော့ဒါကျွန်တော်စေတနာနဲ့မျိုးဆိုတော့မျှဝေပေးတယ်ထိုးရွေးရမယ့်ကဏ္ဍတွေဒီထဲမှာပဲရှိတယ်ပြီးတော့သူရဲ့ထိတ်စီးခက်လဲတွေကြည့်မယ်ဆိုရင်ကျွန်တော်တို့ရတဲ့ထိတ်စီးတွေရှိတယ်နော်အဲ့ဒီထိတ်စီးကိုကျွန်တော်တွက်ထားပေးရရှိတယ်နော်ထိတ်စီးရပါတယ်တွက်ထားလဲဆိုတော့ဒီတပတ်ထိတ်စီးရဟိုတွက်ပြပြီးသားပေါ့နော်တွက်ပြတဲ့ထိတ်စီးဒီဟိုပါပေါ့နော်နှစ်3-4လားမဒီမဲ့ဆိုတော့နှစ်3-4ထိတ်စီးလားမဒီကြောက်ပေးရတာအဲ့ဆိုရင်ဒီထဲမှာ3မပါတဲ့အတွက်ဆိုရင်ပြောရရင်တော့အာတာနဲ့တွက်နီးထဲမှာဆိုရင်ပါယူရမလဲဆိုတော့4ထိတ်စီးနဲ့နှစ်ထိတ်စီးနော်နှစ်ထိတ်စီးကြရင်ဒီလေးလုံးရှိမယ်4ထိပ်စီးကြရင်ဒါရှိမယ်ဒါပေမဲ့ဒီအနောက်ကနေရတော့မိတ်ဆွေတို့အပိတ်ခလဲရတော့ကျွန်တော်မတွက်ပြအချိန်မီတော့မတီးပေါ့နော်အခုပြောရရင်တော့ဒီ6ကတော့ဟိုအရင်လောက်ပဲရှိမှာပေါ့နော်ဒါနှစ်နဲ့4ဆိုရင်ဟိုဟာတို့လာ comment ထားတာတော့ဒီနှစ်နဲ့4ထိပ်စီးပေါ့ညာကြိုက်တာဒီထဲမှာတော့3တော့မပါအောင်တော့မိတ်ဆွေတော့အမှန်တကယ်တော့ထိပ်စီးရတော့နှစ်3-4ထိပ်စီးမိတ်ဆွေတို့ဒီ6မကြိုက်ရင်3ကြိုက်တယ်3ဒီထဲမှာလာထဲလို့ရတယ်ဒါပေမဲ့ဒီထဲမှာမပါတဲ့အတွက်ကျွန်တော်တို့နှစ်4ထိပ်စီးပဲယူမယ်ဆိုရင်နှစ်အားတာနေဆိုရင်နှစ်ဒီလေးလုံးထိုးလိုက်ပြီးရင်နေရာတော့ဒီမှာချိန်လိုက်ပေါ့ဒီ8ကိုနှစ်3-8ဖြစ်သွားတော့မိတ်ဆွေတို့အဲ့လိုချိန်ရမှာပဲဆိုရင်เนาะနှစ်3-8ဆိုပြီးမိတ်ဆွေတို့အဲ့လိုချိန်ရမှာပြီးရင်ဒီမှာလဲဒါတော့မိတ်ဆွေတို့ကြိုက်တယ်ဆိုရင်လည်းနှစ်5-8ပေါ့ဒီမှာဆိုရင်နှစ်8တက်ဆိုရင်နှစ်8တက်လက်ထိုးရမယ်နှစ်တက်8လက်ထိုးရပါအဲ့မျိုးပေါ့ဒီမှာဆိုရင်လည်းအဲ့လိုပေါ့နှစ်3တက်ဆိုရင်နှစ်1 3လက်ထိုးရမှာပေါ့အဲ့လိုပေါ့နှစ်ထိပ်စီးပေါ့နော်တဲ့နှစ်1 5လက်ထိုးရပါအဲ့လိုပေါ့ဒီမှာလည်းအဲ့လိုပဲဒီ4 8 3 4ထိပ်စီးယူပြီးဆိုရင်4 3 8ထုတ်ပြန်ထိုးအဲ့လိုပေါ့ဟိုမှာအာချင်းဆိုရင်ဘောနော်မျိုးဆိုတော့ပြီးရင်4 5 8 4 1 8အဲ့လိုပေါ့4 3 5နော်4 3 5ဒီမှာ4 4 5 3ပြန်ထိုးရမှာပေါ့အဲ့လိုပေါ့မျိုးဆိုတော့ပြီးရင်ဒီ4 3 1ကို4 1 3လို့ပြန်ထိုးလိုက်ပြီးရင်4 5 1ကို4 1 5လို့ပြန်ထိုးလိုက်ဒါ4 1 5တော့ပြီးခက်နဲ့ထွက်သွားတယ်မျိုးဆိုတော့ဒါတော့ဒီတစ်ပတ်အတွက်မိတ်ဆွေတို့3လုံးအပိုင်ကဏ္ဍလေးပေါ့နော်သူကလာတယ်မိတ်ဆွေတို့ဒီတွက်နေရတော့နော်ဒီတစ်ပတ်မဖောက်ပါစေနဲ့လို့မိတ်ဆွေတို့အားလုံးကံကောင်းကြပါစေ